ရှုံးတဲ့သဘာဝတရားတွေရဲ့ပုံမှာပုဂ္ဂိုလ်တ attva လို့ထင်မှားတဲ့ဒီတက္ကာယဒိဋ္ဌိဟာစိတ်နှလုံးကိုအလွန်မှလည်းပဲပူလောင်စေတယ်ပင်ပန်းစေတယ်ဆင်းရဲစေတယ်မှားယွင်းတဲ့ကာယကံမှုဝစီကံမှုတို့ဖြင့်လည်းပဲဘဝတန်တရားမှာဆင်းရဲဒုက္ခများစွာကိုဆက်လက်ပြီးတော့ဖြစ်ပေါ်စေနိုင်တယ်ဒါကြောင့်ဘဝလို့ဆိုတဲ့ဒီဖြစ်နေတဲ့သဘာဝတရားတွေရဲ့အပေါ်မှာဒါဟာသဘာဝတရားတသက်ပဲငါဥစ္စာငါလိပ်ပြာတို့ဘာတစ်ခုမှမဟုတ်ကြသည်ဓမ္မတသက်ပါတကားဆိုတဲ့အလွန်လေးနဲ့တဲ့အမြင်မှန်ယောဂီတို့ရဲ့စိတ်ထဲဘုန်းဘုန်းတို့ရဲ့စိတ်ထဲမှာအားကောင်းစေဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ဒီတရားလေးကိုဟောမယ်လို့စိတ်ကူးပေါက်ပါတယ်ခန္ဓာဝကတယုတ်ပါဠိတော်ထဲမှာအတ္တဓိပသုတ်တံရှုပြီးတော့မြတ်စွာဘုရားဟောထားတဲ့တရားဒေသနာတစ်ပုဒ်အတ္တဓိပဘိက္ခဝေဝိရထအတ္တတရဏအနေညတရဏဓမ္မဓိပဓမ္မတရဏအနေညတရဏလို့အဲ့လိုလေးအစချီပြီးတော့မြတ်စွာဘုရားဟောတယ်ယဟန်တို့တဲ့ကိုပဲမှီခိုရာကိုင်းကျွန်းတစ်ဖွဲပြုတ်ပြီးတော့နေကြရကိုပဲအားကိုးပြီးတော့နေကြရကိုယ်ဟာလွဲလို့တခြားဘသူကိုမှအာမကိုပဲနဲ့ကိုယ်ဟာလွဲလို့တခြားဘယ်ရာကိုမှအာမကိုပဲနဲ့နေကြရမယ်ဒါလေးကဘာလို့အဲ့လိုမြတ်စွာဘုရားဆုံးမတယ်လဲဆိုတာလေးကိုဘုံဘုံစိတ်ထဲမှာတွေးမိတာကဘုန်းတို့တတ္တဝါတွေဆိုတာကသူများရဲ့အပေါ်မှာအာကိုအာရာပြုကျင်တဲ့စိတ်ကလေးတွေကအခြေခံအားဖြင့်ရှိနေတယ်နောက်တယောက်အမိပြုပြီးတော့မသိစိတ်ထဲကတော့အ ਨੇ ဆုံးအာပြုနေကြတာလေးတွေမရှိဘူးလားအဲ့ဒါကိုမြတ်စွာဘုရားကရှင်းထုတ်ပြစ်စေခြင်းတာသူများစီမှာကိုယ့်အတွက်ဘာမှအာကိုအာရာပြုเสียမရှိဘူးဆိုတဲ့အမြင်ကိုရှင်းစေခြင်းတာဟုတ်တယ်သူများစီမှာကိုယ့်အတွက်ဘာမှအာကိုเสียမရှိဘူးသူများစီမှာကောင်းတာတွေရှိတယ်ဆိုရင်လည်းအဲ့ဒါသူများဟာပဲကိုယ့်ဟာမှမဟုတ်တာဆိုကြပါစို့လူတယောက်ကတရားတွေသိလို့လောကမှာအကောင်းဆုံးဆိုတဲ့အသိပညာကြီးကိုရထားတယ်သူရထားတာသူရတာပဲလေသူရထားတာကြီးကကိုယ်စိတ်ဆင်းရဲတာကိုကုစားပေးနိုင်မှာလားသူအကောင်းဆုံးကိုယ့်ကိုလှုပ်ပေးနိုင်တာကဒီအသိဉာဏ်မျိုးရအောင်ဘယ်လိုလုပ်ရသလဲဒီလံပေးမယ်ဒီအသိဉာဏ်ရဖို့အတွက်လှုပ်ဖို့တွန်းအားပေးမယ်ဒါပဲသူတတ်နိုင်တာသူ့အသိဉာဏ်ကသူ့ကိုပဲချမ်းသာစေမှာသူ့အသိဉာဏ်ကကိုယ့်ကိုမချမ်းသာစေဘူးဒါကြောင့်မလို့တရားကုံတော်6ပါးထဲမှာနောက်ဆုံးပါပြောထားတော့ပစ္စတံဝေရိတဘောဝိညုဟိတရားဆိုတာဉာဏ်ရှိတဲ့သူတွေသာလေအသီးသီးခံစားသိမြင်အပ်တဲ့အရာတဲ့ကိုယ်ရှိမှကိုယ်ပဲဟုတ်လားတော့ကျန်တာတွေဆိုတာတော့မပြောတော့နဲ့နော်ဒါကြောင့်မြတ်စွာဘုရားကတတ္တဝါတွေရဲ့စိတ်ထဲမှာတိတိတာတာပဲဖြစ်ဖြစ်မသိမတာပဲဖြစ်ဖြစ်သူများကိုအာကိုအာရာပြုနေတဲ့သဘောလေးတွေရှိနေတယ်ဆိုတာကိုမြင်တော်မူလို့ဒီလိုဟောတာနဲ့တူတယ်လို့ဒါကဘုံဘုံကတွေးကြည့်တာအတ္တဒီပါဘိက္ခဝေဝိရထအတ္တတရဏအနေညတရဏကိုမှီခိုရာကိုင်းကျွန်းတစ်ဖွဲပြု၍ဒီပဆိုတာကျွန်းဆိုကြပါစို့ပင်လေတဲ့သမုဒ္ဒရာထဲမှာနော်သင်္ဘောတို့လှေတို့မှောက်လို့ဒုက္ခရောက်ကြပြီဆိုရင်ရေထဲမှာလူတွေအတွက်ထောက်ရတရားမရှိဘူးဟုတ်လားရေထဲနေတဲ့တရားဝါမှမဟုတ်တာကိုလှေတို့သင်္ဘောတို့နဲ့သွားရတယ်အဲ့ဒီကိုယ့်ရဲ့မှီရာလှေတို့သင်္ဘောတို့ပြတ်သွားပြီဆိုတော့ဒီရေပြင်ထဲမှာတကယ်လို့မြန်ကျွန်းလေးတစ်ခုတွေ့မယ်ဆိုလို့ရှိရင်အဲ့ဒီကျွန်းလေးကကိုယ့်အတွက်ဘာဖြစ်သွားတော့အာကိုရာဖြစ်သွားတယ်ဥပဝါဆက်လက်ရှင်သန်ရေးအတွက်အာကိုအာရပြုရဖြစ်သွားတယ်အဲ့ဒါကိုမြတ်စွာဘုရားတင်စားပြောတာကိုကိုင်းကျွန်းတစ်ဖွဲပြုတ်ပြီးတော့နေရမယ်အတ္တတရဏကိုအာကိုပြီးတော့နေရမယ်အနညတရဏကိုဟာလွဲလို့တခြားဘယ်ရာကိုမှအာမကိုပဲနဲ့နေရမယ်
ဒေသနာကဒီနာရင်တိုက်တွန်းချက်ကရက်သွားသလားဆိုတော့ရက်မသွားဘူးဘာဆက်လာတော့ဓမ္မဒီပါဓမ္မတရဏအနိညာတရဏဓမ္မဒီပါတရားကိုကိုင်းကျုံးတစ်ဖွဲ့ပြုပြီးတော့နေရမယ်ဓမ္မတရဏတရားကိုအားကိုးပြီးတော့နေရမယ်အနိညာတရဏတရားလွယ်လို့တခြားဘယ်ရာကိုမှအာမကိုပဲနဲ့နေရမယ်ဒါလေးကလည်းစဉ်းစားရရှိတာပထမအဆင့်ကိုအားကိုးလို့ပြောလိုက်တယ်ဟုတ်ပြီအဲ့လိုဆိုရင်ကိုအားကိုးတော့မယ်ဘယ်လိုကိုကကိုယ့်အတွက်အားကိုးရဖြစ်မှာတော့တရားမရှိတဲ့ကိုကကိုယ့်အတွက်အားကိုးရမဖြစ်နိုင်ဘူးကိုအားကိုးမယ်ဆိုရင်လည်းပဲတရားရှိတဲ့ကိုကသာလေကိုယ့်အတွက်အားကိုးရဖြစ်မှာမဟုတ်လို့တရားရှိအောင်လုပ်လိုက်အောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့တရားကိုအားကိုးလို့ပြောတာအဲ့ဒီတရားရှိအောင်ကကိုယ်တန်တမှာတရားရှိအောင်ကကိုယ်တိုင်ပဲလုပ်ရမှာသူများလာလုပ်ပေးလို့မရဘူးသူများအတွက်လည်းကိုလုပ်ပေးလို့မရဘူးဒီနှစ်ခုကိုဘုန်းဘုန်းတို့ကကြည်ကြည်ပြွန်ပြွန်နားလည်ဖို့သဘောပေါက်ဖို့မလိုဘူးလားကိုအားကိုးရမယ်တရားကိုအားကိုးရမယ်နှစ်ခုဆက်ဟောတာကိုအားကိုးရမယ်ဆိုတာကဘုန်းဘုန်းတို့ရဲ့သူတော်ဘာပေါ်မှာအားကိုးလိုစိတ်တွေကိုဖျက်လိုက်ဖို့သူများဒီမှာကိုယ့်အတွက်အားကိုးရမှာမရှိဘူးဟုတ်ပြီအဲ့လိုဆိုရင်ကိုအားကိုးမယ်ဆိုတော့လည်းပဲဘာရှိဖို့လိုတော့တရားရှိဖို့လိုနောက်ဆုံးအနှစ်ချုပ်လိုက်တော့အဲ့ဒီတရားရှိအောင်ကလည်းကိုယ်တိုင်လုပ်ရမှာကိုအားကိုးပြီးတော့တရားရှိအောင်လုပ်တရားရှိလာပြီဆိုရင်အဲ့ဒီတရားရှိသောကိုယ်သည်ကိုယ့်အတွက်အားကိုးရဖြစ်တယ်အဲ့လိုမြတ်စွာဘုရားကတိုက်တွန်းရဲ့အစုံမှလေးပြေးပြီးတော့ဗာဆက်အမိန့်ရှိတော့ဆိုတော့ဟုတ်ပြီတဲ့လောကမှာကိုအားကိုးရလို့နားလည်ထားတဲ့တရားဒီသာနဲ့အားကိုးရလို့တကယ်အမှန်ကန်နားလည်ထားတဲ့ပုဂ္ဂိုလ်တယောက်ဟာဆက်လက်ပြီးတော့မှန်မှန်ကန်ကန်စဉ်းစားတဲ့နဲ့ဆင်ခြင်တဲ့နဲ့နှလုံးသွင်းတဲ့ဘလို့စဉ်းစားတဲ့နို့ငါးတန်တာမှာတောကပရိဒေဝဒုက္ခဒေါမနတဥပယာတလို့ဆိုတဲ့မလိုလားအပ်တဲ့စိုးရင်ခြင်းငိုကြွေးခြင်းကိုဆင်းရဲခြင်းစိတ်ဆင်းရဲခြင်းပြင်းစွာပင်ပန်းခြင်းဆိုတဲ့ဒီတရားစိုးတွေဟာဘာကြောင့်ဖြစ်လာတာလဲလို့စဉ်းစားကြည့်ရမယ်တဲ့အဖြေရှာကြည့်ရမယ်ယောဂီတို့လက်တွေ့သုံးရမယ်နော်ဒီဒေသနာကိုဟုတ်လားကိုအားကိုးရလို့နားလည်ပြီးတဲ့နောက်တရားဒီသာနဲ့အားကိုးရလို့နားလည်ပြီးတဲ့နောက်မှာအဲ့ဒီပုဂ္ဂိုလ်ဘယ်လိုစဉ်းစားရမှာတော့သောကပတိဒေဝဒုက္ခဒေါမနတဥပယာတတရားတွေကငါးတန်တမှာဘာကြောင့်ဖြစ်လာတာတုံးလို့စဉ်းစားရမယ်တဲ့အဖြေရှာရမယ်တဲ့အဖြေကိုမြတ်စွာဘုရားကထုတ်ပြတယ်ဘာကြောင့်တတ္တဝါတွေရဲ့စိတ်နှလုံးကိုသောကပတိဒေဝဒုက္ခဒေါမနတဥပယာတဆိုတဲ့ဒီမီးတွေကလောင်နေတာတုံးဆိုလို့ရှိရင်သက်ကာယဒိဋ္ဌိကြောင့်လောင်တာတဲ့ဒါလူရင်းကိုဘုံဘုံကပြောတာနော်ဘာကြောင့်တရားဓမ္မတို့စိုးရင်ညာငိုကြွေးကြရတာတော့ကိုယ်စင်းရဲမှုစိတ်ဆင်းရဲမှုပြင်းစွာပင်ပန်းမှုတွေဖြစ်ကြရတာတော့ဒီမေခွန်းရဲ့အဖြေကိုမြတ်စွာဘုရားကိုယ်တိုင်ထုတ်ပြထားတယ်ဘာကြောင့်ဒုက္ခဖြစ်ကြရတာတော့သက္ကာယဒိဋ္ဌိတောင်ဖြစ်တာတဲ့အဲ့ဒါကိုမြတ်စွာဘုရားကအကျေတုံလေးပြောတယ်အတုတဝပုထုဇဏောဒီစကားလုံးလေးကရှေ့ကအမြဲတမ်းခံတယ်ပုထုဇဉ်တွေရဲ့သဘာဝကိုပြောတော့မယ်ဆိုလို့ရှိရင်အတုတဝတုတ္တဆိုတာဘုရားရဲ့တရားဒေသနာတွေမှန်မှန်ကန်ကန်ပြောဆိုဆုံးမထားတဲ့အကြောင်းအရာတွေကိုကြားဘူးတာနားလေတာသိတာမြင်တာကိုတုတ္တလို့ခေါ်တယ်။ခုသူကဘာလို့ရှေ့ကအာလေးထည့်ထားတယ်အတုတ္တဝါဘာမှမှန်မှန်ကန်ကန်ဟောပြထားတဲ့ဒေသနာတွေကိုကြားဘူးနားဝမရှိဘူး။လူကဘာမှမကြားဘူးရင်ဘာမှမသိပါဘူး။ဟုတ်လားအတုတ္တဝါကြားဘူးနားဝဘာမှမရှိဘူးသူတော်ကောင်းတရားနဲ့ပတ်သက်ပြီးတော့ပုထုဇဏောတဲ့စိတ်ထဲမှာရာဂဒေါသမောဟတွေကလည်းပဲအကြောင်းတင်တိုင်းများစွာဖြစ်ပြီးတော့လည်းနေတတ်တယ်။အဲဒီလိုပုဂ္ဂိုလ်မျိုးဟာဒီဖောက်ပြန်မှုရုပ်အစုကြီးကိုသူဟာပုဂ္ဂိုလ်တ attva လို့ထင်တယ်ငါလို့ထင်တယ်သူလို့ထင်တယ်တဲ့။ဖောက်ပြန်မှုရုပ်အစုကြီးကိုဖောက်ပြန်မှုရုပ်အစုသက်လို့သူဟာခွဲခြားပြီးတော့မမြင်တတ်ဘူး။ရုပ်အစုကြီးကိုဘယ်လိုထင်တော့ပုဂ္ဂိုလ်တ attva လို့ထင်တယ်ငါလို့ထင်တယ်သူလို့ထင်တယ်ရုပ်ကိုကြီးသာငါလို့ထင်နေတာလားဆိုတော့မဟုတ်တစုံတစ်ခုစိတ်ထဲမှာဆင်းရဲသွားတယ်ချမ်းသာသွားတယ်အဲ့ဒီခံစားချက်အမျိုးမျိုးတွေကိုလည်းပဲပုဂ္ဂိုလ်တ attva လို့ထင်မြန်တယ်ငါလို့ထင်မြန်တယ်သူလို့ထင်မြန်တယ်ငါဆင်းရဲတယ်ဩသူ့မဲ့ဆင်းရဲနေတာတနာပါတယ်ဟောဆင်းရဲမှုဖြစ်တာကိုငါလို့ထင်တယ်သူလို့ထင်တယ်ကျုပ်တို့မှအဲ့ဒီအထင်တွေမရှိဘူးလားအဲ့ဒီငါလို့ထင်တဲ့အထင်ဟာ
ဆက်လက်ပြီးတော့မှားယွင်းတဲ့ခံစားချက်တွေကိုပြင်းထန်စွာဖြစ်စေလိမ့်မယ်အဲ့ဒါကိုယ်မှာဖြစ်နေတဲ့သဘာဝတွေကိုနားလည်အောင်ပြီးရင်စဉ်းစားကြည့်ဒါသူများတန်တန်မှာဖြစ်နေတဲ့သဘောတွေကိုပြောနေတာမဟုတ်ဘူးပုထုဇဉ်တရားတွေဖြစ်တဲ့ဒကာသမားတို့ဘုံဘုံတို့တန်တန်မှာဖြစ်နေတဲ့သဘောတွေကိုမြတ်စွာဘုရားကပြောပြနေတာဘာမှဒါကိုကျွတ်တို့နားမလည်နိုင်ကြအကြောင်းမရှိဘူးလက်တွေ့ကြကြဘုံဘုံတို့ကသုံးသပ်တတ်ဖို့ပဲလိုမယ်ပေါ့နော်အဲ့လိုဘောင်းပြန်မှုအစုရဲ့ပုံမှာခံစားမှုတွေရဲ့ပုံမှာဘာပဲညာပဲလို့မှတ်ထင်မှုတင်ညာတွေရဲ့ပုံမှာအကောင်းဆုံးအမျိုးမျိုးတုံ့ပြန်နေတတ်တဲ့စိတ်ရဲ့သဘာဝတွေရဲ့အပေါ်မှာဒါသင်္ခါရခန္ဓာကိုပြောနေတာနော်တိမှုဝိညာဉ်တို့ရဲ့အပေါ်မှာခန္ဓာ၅ပါးနဲ့ကင်ပြီးတော့မြတ်စွာဘုရားဟောတာဒါကြောင့်ဒီသုတ်တန်လေးကိုခန္ဓာဝကတန်ရုပ်ပါဠိတော်ထဲမှာမှတ်တမ်းတင်ထားအဲ့ဒီခန္ဓာ၅ပါးရဲ့အပေါ်မှာပုဂ္ဂိုလ်တ attva လို့ထင်မှားတယ်ငါလို့ထင်တယ်သူလို့ထင်တယ်အဲ့လိုထင်တဲ့အခါဘာဖြစ်တုံဆိုတော့သူငါလို့ထင်နေတဲ့ဒီသဘာဝတရားတွေပျက်စီးသွားပြီတမျိုးတမီပေါက်ပြန်သွားပြီပြောင်းလဲသွားပြီဆိုတာ ਨੇ အဲ့ဒီငါလို့ထင်နေတဲ့အဲ့ဒီပုဂ္ဂိုလ်ဟာသေချာပေါက်သူ့စိတ်ထဲမှာဘာဖြစ်တော့မလို့စိုးရင်ခြင်းငိုကြွေးခြင်းကိုယ်ဆင်းရဲခြင်းစိတ်ဆင်းရဲခြင်းပြင်းစွာပင်ပန်းခြင်းလို့ဆိုတဲ့သောကပရိဒေဝဒုက္ခဒေါမနတဥပါယတတရားတွေဖြစ်ပေါ်လာလိမ့်မယ်တဲ့အဲ့ဒါဟုတ်မဟုတ်ကိုစဉ်းစားငါလို့ထင်တဲ့အရာတွေပျက်စီးတဲ့အချိန်မှာကျွတ်တို့ဒုက္ခဖြစ်ကြတာငါလို့ထင်မထားတဲ့အရာတွေပျက်စီးတော့ဘယ်တော့ဒုက္ခရောက်တာရှိသလဲမရှိပါဘူးငါမှမဟုတ်တာငါဥစ္စာမှမဟုတ်တာသူ့ဘလို့နေစိတ်ထဲမှာဘာမှကိုခံစားချက်ဆူဆူဝါးဝါဖြစ်မလာဟုတ်လားကျွတ်တို့ခံစားချက်ဆူဆူဝါးဝါတွေဖြစ်လာတာငါလို့ထင်နေတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့ငါဥစ္စာလို့ထင်နေတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့ပဲဖြစ်နေကြတယ်ဆိုတာညင်းလို့ရသလားမရဘူးဟောတရားလေးကိုနော်ကွင်းဆက်မပြတ်စေနဲ့နော်ကိုအားကိုးရမယ်တရားကိုအားကိုးရမယ်လို့မှန်မှန်ကန်ကန်နားလည်ထားတဲ့ပုဂ္ဂိုလ်တယောက်ဟာသောကပရိဒေဝစရှိတဲ့တရားစိုးတွေဘာကြောင့်ဖြစ်တယ်လဲလို့ဘာလို့ရမလို့စဉ်းစားရမယ်အဖြေရှာရမယ်အဖြေကိုဘယ်လိုထုတ်ပြတော့တက္ကာယဒိဋ္ဌိကြောင့်သောကပရိဒေဝတွေဖြစ်နေတာတဲ့အဲ့ဒါကိုမြတ်စွာဘုရားရှင်းပြတာတဘာဝတရားရဲ့ပုံမှာတက္ကာယဒိဋ္ဌိဖြင့်ငါလို့စွဲထင်နေတဲ့မှားယွင်းစွာမှတ်ထင်နေတဲ့ပုဂ္ဂိုလ်တွေသူငါလို့စွဲလန်းနေတဲ့အရာတစုံတရာဖောက်ပြန်ပြီးပြောင်းလဲပြီးပျက်စီးပြီဆိုတဲ့သူဟာသောကပရိဒေဝဒုက္ခဒေါမနတဥပါယတတရားတွေဖြစ်တာကိုခံရတော့တာပဲလို့ဒီထိရောက်သွားပြီနော်တရားကအဲ့ဒါဆက်ပြီးတော့မြတ်စွာဘုရားဘာပြောတော့ရူပတ္တတေဝအနိစ္စတံဝိပရိနာမံဒုက္ခရုပ်တရားဤသာလင်မတည်မြဲတဲ့သဘောအနိစ္စကိုဖောက်ပြန်မှုသဘာဝကိုသူမှန်မှန်ကန်ကန်သိအောင်ကြိုးစားလို့ဒီဖောက်ပြန်မှုရုပ်အစုကြီးရဲ့ပြောင်းလဲနေပုံဖောက်ပြန်နေပုံကောင်းမွန်တဲ့သဘာဝမဟုတ်တဲ့ဒုက္ခဖြစ်နေပုံကိုသူနားလည်သွားတယ်ဝိရိတဝသူသိတယ်မြင်တယ်ဆိုကြပါစို့ပုပ္ပေစေဝရူပံဣတရိစ္ဆတဗ္ဗံရူပံရှင်းတုန်းကဖြစ်ခဲ့တဲ့ရုပ်အစုတွေဟာလည်းပဲဒီလိုပဲပြောင်းလဲခဲ့တယ်ဖောက်ပြန်ခဲ့တယ်ကောင်းမွန်တဲ့သဘောတွေမဟုတ်ခဲ့ကြဘူးအခုဖြစ်နေတဲ့ရုပ်အားလုံးဟာလည်းပဲပြောင်းလဲနေတယ်ဖောက်ပြန်နေတယ်ကောင်းမွန်တဲ့သဘာဝတွေမဟုတ်ဘူးဣတရိစ္ဆတဗ္ဗံရူပံအလုံးစုံသောရုပ်တရားတွေဟာပြောင်းလဲနေတယ်ဖောက်ပြန်နေတယ်ကောင်းမွန်တဲ့သဘာဝတွေမဟုတ်ဘူးလို့ဧဝမေတံယထာဘုဒ္ဓတမ္ပပညာယပတ္တတော်မှန်မှန်ကန်ကန်သူဟာသိတယ်မြင်တယ်ဆိုလို့ရှိရင်တဲ့ယေဘိက္ခဝေတောကပရိဒေဝဒုက္ခဒေါမနတုပါယတာတေပဟိယန္တိအဲ့လိုရုပ်ရဲ့ပြောင်းလဲဖောက်ပြန်နေမှုကောင်းမွန်တဲ့သဘာဝမဟုတ်ဘူးဆိုတဲ့ဒုက္ခသဘောကိုသိတဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာတောကပရိဒေဝဒုက္ခဒေါမနတတရားတွေကိုပယ်လိုက်နိုင်တယ်ပို့ပြီးတော့ရှင်းအောင်ပြောမယ်နော်ဖောက်ပြန်မှုရုပ်အစုရဲ့အနိစ္စကိုမြင်လို့ရှိရင်သောကပတိဒေဝဒုက္ခဒေါမနတဥပါယတတရားတွေငြိမ်းသွားတယ်လို့ပြောတာယောဂီတို့လည်းပဲအထိုက်လျောက်တော့မြင်မှုမယ်ထင်ပါတယ်ရုပ်အစုဝေဒနာအစုသင်ညာအစုသင်္ခါရအစုဝိညာဉ်အစုခန္ဓာ၅ပါးနဲ့ကင်ပြောတာမြတ်စွာဘုရားကဟုတ်လားတော့ကျွတ်တို့ရိုးရိုးလေးနားလည်ရမှာကဒီယုံ nant သဘာဝတရားဒီဖြစ်နေတဲ့တရားဟုတ်လားဒီသဘာဝတရားတို့ရဲ့ပြောင်းလဲနေပုံဖောက်ပြန်နေပုံကိုနော်ဓာတာကြီးဖြစ်နေတာမဟုတ်ဘူးတောက်လျှောက်ပြီးဆုံးလိုက်နေတာတောက်လျှောက်အသစ်ဖြစ်နေတာလို့တကယ်ယုံ nant ရဲ့အပေါ်မှာအနိစ္စချက်ကိုရှင်းရှင်းလင်းလင်းကွက်ကွက်ကွင်းကွင်းမြင်မယ်သိမယ်ဆိုရင်မြတ်စွာဘုရားဒီမှာအကျိုးရလဒ်နေနဲ့ဗာပြောထားတော့သောကပရိဒေဝဒုက္ခဒေါမနတဥပါယတတရားတွေကိုပဟိယန္တိသူဟာပယ်နိုင်တယ်တဲ့သူတန်တမှာသောကပရိဒေဝအဲ့ဒီချိန်မှာမဖြစ်ဘူးလို့ပြောတာဟုတ်လား
တေတံဘာဟာနာနပရိတတ္တိအပရိတတ္တံဒုက္ခံဝိဟရတိဒုက္ခဝိဟာရိဘိက္ခုတရင်ကနေဘုဒ္ဓတိဟုတ်စတိဒီစကားလေးတွေကိုဘုံကအယံကိုနှစ်သက်တယ်ဘာပြောတော့ဒိဗေကအဲ့ဒါလို့သောကပရိဒေဝဒုက္ခဒေါမနတဥပယတတရားငြိမ့်သွားတယ်ဘာကိုမြင်လို့ငြိမ့်သွားတာတော့ဆိုတော့အနိစ္စကိုမြင်လို့ငြိမ့်သွားတာအဲ့လိုငြိမ့်သွားတဲ့အချိန်မှာသောကပရိဒေဝဒုက္ခဒေါမနတဥပယတတရားငြိမ့်တဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာပူလောင်မှုထိတ်လန့်မှုဆိုတာမရှိဘူးတဲ့တေတံဘာဟာနာအပရိတတ္တိသူ့စိတ်ထဲမှာထိတ်လန့်နေပူလောင်နေဆိုတာဘာမှမရှိဘူးအပရိတတ္တံဒုက္ခံဝိရတိတဲ့အဲ့လိုပူလောင်မှုထိတ်လန့်မှုဘာမှမရှိတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဟာဘာတဲ့တော့ချမ်းသာတယ်တဲ့ဒုက္ခဝိဟာရိဘိက္ခုတရင်ကနေဘုဒ္ဓတိဟုတ်စတိတဲ့အဲ့ဒါလို့မှန်မှန်ကန်ကန်သိမြင်ပြီးတော့ချမ်းသာနေတဲ့ပုဂ္ဂိုလ်ကိုတရင်ကငြိမ်းအေးသူလို့ငါဆိုတယ်တဲ့မြတ်စွာဘုရားအရိယာမဉ္ဇဉ်ဖူဉ္ဇဉ်တို့ဖြင့်ကိလေသာတရားကိုအမြင့်ပြတ်ပယ်တတ်နိုင်တဲ့အနေအထားကိုတော့မရောက်သေးဘူးဟုတ်လားဒါကြောင့်အငြိမ့်တဲ့និရောဓသစ္စာနိဗ္ဗာန်ကိုမျက်မှောက်ပြုနေတာတော့မဟုတ်သေးဘူးသို့တော်လည်းပဲသူတန်တန်မှာဒီယုံ nant သဘာဝတရားတို့ရဲ့မတည်မြဲတဲ့သဘာဝအမှန်ဖြစ်တဲ့အနိစ္စကိုသိတဲ့အတွက်ကြောင့်သောကပရိဒေဝငြိမ့်တယ်သောကပရိဒေဝငြိမ့်လို့ပူလောင်မှုထိတ်လန့်မှုမရှိဘူးပူလောင်မှုထိတ်လန့်မှုမရှိလို့စိတ်နှလုံးချမ်းသာနေတဲ့ပုဂ္ဂိုလ်ကိုမြတ်စွာဘုရားကဘလို့ကပြည့်တက်ပေးတာတော့တည်င်ကနေဘုဒ္ဓတိနော်ငြိမ့်အေးစရာအကြောင်းရှိလို့ငြိမ့်သွားတာနော်တည်င်ကဆိုတာနော်ငြိမ့်စရာအကြောင်းရှိလို့ငြိမ့်သွားတာအလကားငြိမ့်သွားတာမဟုတ်ဘူးငြိမ့်စရာအကြောင်းကဘာလဲတော့အနိစ္စကိုမြင်လို့တောကပတိတွေဝငြိမ့်ရာကနေတဆင့်ပူလောင်မှုထိတ်လန့်မှုတွေမဖြစ်လို့သူ့မှာချမ်းသာသွားတာအဲ့ဒီအနေအထားလေးကိုမြတ်စွာဘုရားကတည်င်ကနိဗ္ဗာန်နော်တည်င်ကနိဗ္ဗုတောတိနော်တခဏမြငြိမ့်အေးသူတနည်းအားဖြင့်ငြိမ့်စရာအကြောင်းရှိတဲ့အချိန်မှာငြိမ့်သွားတာဒါကိုပြောတာနော်အဲ့တော့ဒါပါတော့ဆိုတာအတ္တဓိပသုတ်တန်လေးရဲ့အနှစ်ချုပ်ပဲပြန်ပြီးတော့ဘုံဘုံတို့အစာအဆုံးလေးပြောကြည့်မယ်နော်ကိုအာကိုပြီးတော့နေရမယ်ကိုဟာလွဲလို့တခြားဘယ်ရာကိုမှအာမကိုပဲနဲ့နေရမယ်တရားကိုသာအာကိုပြီးတော့နေရမယ်တရားကလွဲလို့တခြားဘယ်ရာကိုမှအာမကိုပဲနဲ့နေရမယ်အဲ့လိုမှန်မှန်ကန်ကန်သိတဲ့မြင်တဲ့လူပုဂ္ဂိုလ်တယောက်တည်ဆက်ပြီးတော့ဘာလို့စဉ်းစားရမယ်ငါးတန်တမှာတောကပတိဒေဝစရှိတဲ့တရားစုတွေဘာကြောင့်ဖြစ်တာတော့သက္ကာယဒိဋ္ဌိကြောင့်ဖြစ်တာယုံ nant သဘာဝတရားကိုပုဂ္ဂိုလ်တ attva လို့အထင်မှားမှုကြီးရှိနေလို့တောကပတိဒေဝတွေဖြစ်တာအဲ့ဒါကိုမြတ်စွာဘုရားဘယ်လိုထောက်ပြတော့ကိုကငါလို့နော်ဆွဲလန်းမှားယွင်းစွာဆွဲလန်းမှတ်ထင်နေတဲ့အရာတစုံတရာပြောင်းလဲပြီးဖောက်ပြန်ပြီးဆိုတာနဲ့ကိုမှဒုက္ခရောက်ရတော့တာဒါကိုထောက်ပြရနော်တကယ်လို့သာဒီယုံ nant အစုရဲ့ပြောင်းလဲမှုနေမှုအနိစ္စကိုသာမြင်မယ်ဆိုလို့ရှိရင်သုတ္တန်တမှာဘာတွေငြိမ့်သွားမှာတော့သောကပတိဒေဝဒုက္ခဒေါမနတဥပယတတရားတွေငြိမ့်သွားမယ်အဲ့ဒါတွေငြိမ့်သွားရင်သူ့မှာပူလောင်မှုထိတ်လန့်မှုမရှိဘူးပူလောင်မှုထိတ်လန့်မှုမရှိတဲ့ပုဂ္ဂိုလ်ဟာချမ်းချမ်းသာသာနေရတယ်အဲ့လိုချမ်းချမ်းသာသာနေနေတဲ့ပုဂ္ဂိုလ်ကိုတည်င်္ဂနိဗ္ဗုတောတိတည်င်္ဂနိဗ္ဗာန်ရတဲ့ပုဂ္ဂိုလ်လို့ဆိုရမယ်လို့အဲ့လိုမြတ်စွာဘုရားဟောတာအဲ့လိုဆိုရင်ဘုန်းဘုန်းတို့ရဲ့ဘဝမှာဘာကြောင့်ဆင်းရဲနေရတာတုံးဘာကြောင့်ဆင်းရဲတွေချုပ်သွားတာတုံးဆိုတာကိုဒီဒေသနာလေးအရာဘုန်းဘုန်းတို့တစ်မျိုးတစ်ပါးသာနားလည်မှုတစ်ခုရပြန်တယ်ပေါ့ဘာကြောင့်ဆင်းရဲတွေဖြစ်နေရတာတော့သက္ကာယဒိဋ္ဌိကြောင့်ဖြစ်ရတယ်ဘာကြောင့်ဒီဆင်းရဲပြင်းထန်တဲ့ဆင်းရဲတွေဟာငြိမ့်သွားတာတော့အနိစ္စဆိုတဲ့အမှန်တရားကိုမြင်လို့ငြိမ့်သွားတာဟုတ်လားဒါကြောင့်ငြိမ့်ရင်နဲ့အေးရင်နဲ့ဆိုလို့ရှိရင်ဒီမတည်မြဲမှုဓာတာကြီးအမြဲဖြစ်နေတာမဟုတ်ဘူးဒီဟာအမြဲတမ်းပြောင်းလဲနေတာဆိုတဲ့ဒီယုံ nant တို့ရဲ့အနိစ္စအချက်ကိုပြီးပြင်းသိအောင်ဘုန်းဘုန်းတို့ဘာလုပ်ရမလို့ကြိုးစားရမယ်ဘယ်ဟာကိုမှငါလို့စွဲယူเสียမရှိပါလားဆိုတဲ့အမြင်ကိုရှင်းအောင်ဘုန်းဘုန်းတို့ဘာလုပ်ရမလို့ကြိုးစားရမယ်ငါဆိုတာတကယ်မရှိဘူးဆိုတာကိုအမြင်ရှင်းခြင်းရင်အဲ့ဒီအနိစ္စကိုသာဖိပြီးတော့ဘုန်းဘုန်းတို့ဟာနားလည်အောင်ကြိုးစားဟုတ်လားအမြဲတမ်းပြောင်းလဲနေတဲ့အရာဒါမဟုတ်ပြန်ဘူးနောက်ထပ်တစ်ခုဖြစ်ပြန်ပြီဟာအဲ့ဒါမဟုတ်တော့ပြန်ဘူးနောက်ထပ်တစ်ခုဖြစ်နေပြန်ပြီဘာကိုကျွတ်တို့ကဘယ်အရာကိုငါလို့စွဲမှာတော့ဟောဒီသဘောလေးကိုယ့်ညံထဲမှာရှင်းအောင်လို့နော်ဟိုတလောကတောင်ဘုံဘုံပြောခဲ့သေးတယ်ဟိုယုံ nant နေစင်ဆက်မပြတ်ဖြစ်ပေါ်ပြောင်းလဲနေတယ်နော်ဒီအနေထားကိုတတ်တာထားလိုက်အောင်အရင်ဘဝတုန်းကဖြစ်ခဲ့တယ်ဆိုတာဒီလူတွေအလုံးယုံကြည်ကြတယ်လက်ခံကြတယ်အရင်ဘဝဖြစ်ခဲ့တယ်ဆိုတာယုံကြည်ကြတယ်လက်ခံကြတယ်
အဲ့လိုဆိုရင်အခုအသက်40 50ရှိတဲ့လူတယောက်သူ့ရဲ့အရင်ဘဝဟာဘလောက်ဝေးပြီတော့ဘလောက်မှမဝေးသေးဘူးနှစ်ပေါင်း30 40 50ပဲရှိသေးတယ်ဟုတ်လားတကယ်လို့သာကိုဟာအရင်ဘဝလူသားတယောက်ဖြစ်ခဲ့မယ်ဆိုလို့ရှိရင်ကိုသားသမီးတွေဟာအခုအသက်ထင်ရှားရှိနေကြအောင်မယ်တွေးကြည့်နော်ဟုတ်လားအဲ့ဒါကိုတကယ်လို့မြတ်သိနိုင်မြင်နိုင်တဲ့တကိုးရှိတဲ့ပုဂ္ဂိုလ်တယောက်ကဟာအဲ့ဒါလေးကမင်းသားလေးအဲ့ဒါလေးကမင်းသမီးလေးလို့လာပြောခဲ့မယ်ဆိုရင်စိတ်ထဲမှာဒီဘဝသားသမီးလောက်တော့ထိထိခိုက်ခိုက်ကြီးအရေးတကြီးမခံစားရတာသိကြတယ်။အော်ဟုတ်လားဟုတ်မှာပေါ့ဒီလောက်နဲ့ပြီးသွားမှာနော်။ဒါပေမဲ့အဲ့ဒီအရင်ဘဝတုန်းကတော့အဲ့ဒီသားသမီးကိုငါသားသမီးငါဆိုပြီးတော့အကြီးအကျယ်ဘုံဘုံတို့အဓိကထားပြီးတော့အရေးပါပြီးတော့နေခဲ့မှာပဲမဟုတ်လား။ဟောအခုဒီဘဝရောက်လာပြီ။နော်ဒီဘဝရောက်လာပြီ။အခုဒီဘဝသားသမီးတွေနဲ့နေကြတယ်ကိုယ်အတိုင်းဝိုင်းနဲ့နေကြတယ်ကိုယ်ပိုင်ဆိုင်မှုနဲ့နေကြတယ်ဒါတို့ဘုံဘုံတို့တွေကငါဥစ္စာမှငါဥစ္စာအကြီးအကျယ်အရေးပါပြီးတော့အဓိကထားပြီးတော့နေနေတာမရှိဘူးလားရှိတယ်အရင်ဘဝဟာကိုလည်းပဲအရေးတော့ပါခဲ့တယ်အခုပါသေးသလားမပါတော့အခုဘဝကိုလည်းပဲနောက်ဘဝရောက်ရင်ဆိုတဲ့အတွေ့အလေးနဲ့ပြန်ပြီးတော့ကြိုးကြည့်လိုက်နောက်ဘဝရောက်ဖို့ဆိုတာလည်းသိမကြတော့ဘူးဟုတ်တယ်မဟုတ်လားအရင်ဘဝဆိုတာလည်းသိပြီးတော့မကြခဲ့သေးဘူးဘဝကနော်အဲ့လိုသွားနေတာနော်အရင်ဘဝကလည်းသိမကြခဲ့သေးပါဘူးနောက်ဘဝကပိုးတောင်ကြာတော့မှမဟုတ်ဘူးဟုတ်လားဆိုတော့အသက်40 50ဆိုရင်နောက်ဘဝနဲ့နောက်လာမယ့်ဘဝနဲ့ပြီးခဲ့တဲ့ဘဝဘယ်ဟာကပိုနီးမလို့လာမယ့်ဘဝကနီးမှာဟုတ်လားဟုတ်တယ်မဟုတ်လား40လူကနောက်ထပ်40ထပ်နေရဖို့အလွန်ကိုခဲရင်းတယ်50လူနောက်ထပ်50သေချာပေါ့မနေရဘူးနှစ်တရာအသက်ရှည်ဖို့ဆိုတာတော့အလောင်းစားလုပ်မယ်ဆိုရင်မနေရဘူးဘက်ကပဲလောင်းမှာနော်ဟုတ်တယ်မဟုတ်လားအဲ့တော့နောက်ဘဝဘယ်လောက်ကြာတော့မလို့ဘလောက်မှမကြာတော့အဲ့ဒီဘလောက်မှမကြာတော့တဲ့အချိန်မှာကျွတ်တို့ဟာနောက်ထပ်ဘဝတစ်ခုရလိမ့်မယ်ရပြီဆိုရင်အခုဒီဘဝမှာငါဆိုတော့အကြီးအကျယ်ဘုံဘုံတို့စွဲလန်းမှတ်ထင်ပြီးတော့နေခဲ့တဲ့အရာအတိုင်းဝိုင်းပိုင်ဆိုင်မှုအဲ့ဒီဘဝနောက်လာမယ့်ဘဝကနေပြန်ပြီးတော့ကြည့်ပါဘယ်လိုနေမလို့ကြည့်ပြီးပြီလေစောတော်တုန်းကပြီးခဲ့တဲ့ဘဝကိုကျွတ်တို့ကြည့်ပြီးပြီအဲ့ဒီတိုင်းပဲပြီးခဲ့တဲ့ဘဝကျွတ်တို့မလုပ်ခဲ့ပြီတော့မေ့ခဲ့ပြီဘာမှရင်းပါတော့သူဘာနေဟုတ်လားအခုဒီဘဝအရေးကြီးလာပါတယ်ဆိုတဲ့အရာကိုနောက်ဘဝရောက်ရင်ဘယ်လိုသဘောထားမှာတော့ထားလိုက်ပါတော့ဘဝတိုင်းကိုအဲ့လိုနီးနေကျွတ်တို့ဘာလုပ်ခဲ့ရတော့မေ့ခဲ့တာအဲ့ဒါဘဝမေ့သမားတွေဟုတ်လားနော်မင်းဘဝမမေ့ပါနဲ့ကွာတချို့ပြောတာရှိတယ်ဟုတ်လားငကိုယ်တော့အစင်မပြေရုံးကန်ပြီးတော့အစင်ပြေလာတဲ့အချိန်မှာအစင်မပြေခဲ့တဲ့အနေအထားလေးတွေကိုမေ့ပြီးတော့ဘဝင်မြင့်တဲ့လူတွေကိုဘယ်လိုပြောကြရလဲဘဝမေ့နေတာအဲ့ဒီလူကဘဝမေ့တာမသေးကြဘူးဟုတ်လားကျွတ်တို့ဘဝမေ့တာတော့သေကြတယ်မမေ့ခဲ့ဘူးလားအခုဒီဘဝကိုလည်းဘာလို့ဥမှာတော့မေ့ဦးမှာနောက်ဘဝရောက်သွားရင်အဲ့ဒီဘဝကိုလည်းထပ်ပြီးတော့မေ့ဦးမှာအဲ့တော့ဘုန်းကဘာလေးကိုပြောချင်တာလို့ဆိုတော့အရင်ဘဝတုန်းကလည်းအဲ့ဒီယုံနာကိုငါဆိုပြီးတော့လုတ်ခဲ့တာအခုဒီယုံနာကိုငါလို့ဆက်ပြီးတော့လုံနေပြန်ပြီနောက်ထပ်ယုံနာကိုလည်းငါဆိုပြီးတော့ဆက်ပြီးတော့လုံအောင်မှာဘယ်ငါကအစစ်အမှန်တော့ဘယ်ငါမှအစစ်မှန်မဟုတ်အကုန်လုံးအလိညာတွေကြီးပဲဝိပ္ပန္နတတရားဆိုတာအဲ့ဒါနော်မှားယွင်ဖောက်ပြန်ဝိပ္ပန္နတတရားဆိုတာတင်ညာဝိပ္ပန္နတစိတ်တဝိပ္ပန္နတဒိဋ္ဌိဝိပ္ပန္နတအမှတ်မှားတာအတိမှားတာအယူမှားတာဘယ်နည်းနဲ့မှားတာတုံးဆိုရင်အနိစ္စကိုနိစ္စဆိုပြီးတော့မှားတယ်ဒုက္ခကိုဒုက္ခဆိုပြီးတော့မှားတယ်အနတ္တကိုအတ္တဆိုပြီးတော့မှားတယ်အတုပကိုတုပဆိုပြီးတော့မှားတယ်မှားတဲ့အချင်းရာကဘယ်နှမျိုးတော့၄မျိုးမှားဖို့မှားနည်းကသောသောက၃မျိုး၄၃၄စနစ်အဲ့ဒါဝိပ္ပန္နတတရား12ပါးဆိုတာအဲ့ဒါနော်ကျွတ်တို့ကဖောက်ပြန်ရေးသမားတွေကြီးပဲစိတ်သက်တွေကဟုတ်လားအရင်တော့ကလည်းငါတကယ်ကိုမှအကြီးအကျယ်ကိုသစ္စာရှိလှပြီဆိုပြီးတော့ကိုငါခဲ့တာပဲဟုတ်လားဒါပေမဲ့အခုဘာဖြစ်ခဲ့ပြီတော့လုံးဝမေ့သွားပြီသိနိုင်တဲ့လူကပြောမယ်ဆိုတော့သိအရေးမထားတော့ဟုတ်လားအဲ့ဒီအရင်ဘဝကလည်းငါလို့လုပ်ခဲ့မှာပဲနော်ဘဝတိုင်းငါလို့လုပ်ခဲ့ပြီးတော့ဘာလုပ်လိုက်ပြီးတော့မေ့ပြစ်လိုက်ကြတယ်ဟုတ်လားတကယ်တမ်းကငါဆိုတာရှိမလားမရှိဘူးစင်ဆက်မပြတ်ပြောင်းလဲနေတဲ့ယုံနံတဘာဝပဲဖြစ်ပေါ်နေတဲ့သဘောပဲဟုတ်တယ်မဟုတ်လားခုဒါလေးကိုဘုံဘုံတို့တွေအမြင်ရှင်းမယ်ဆိုလို့ရှိရင်စိတ်နှလုံးဟာပြင်းပြင်းထန်ထန်ပူလောင်စရာပင်ပန်းစရာဆင်းရဲစရာမရှိဘူးတကယ်လို့ဒါကိုအမြင်မရှင်းဘူးငါဥစ္စာမှငါဥစ္စာဆိုပြီးတော့ငါဆွဲတွေအတ္တတွေအလွန်ကြီးမယ်ဆိုလို့ရှိရင်
အိဋ္ဌကိုမမြင်ရင်ငါဆွဲကကြီးမှာနော်ငါဆွဲကိုလျှော့တဲ့နေ့ကအိဋ္ဌကိုမြင်တဲ့နေ့ပဲရှိတာသဘောပေါက်လားမသိဘူးနော်အဲ့ဒီအိဋ္ဌကိုမြင်အောင်မလုပ်ဘူးဆိုရင်ငါဆွဲတွေကကြီးမှာငါဆွဲတွေကကြီးလုံးအားကြီးလို့ရှိရင်မလိုလားတဲ့မှားယွင်းမှုတွေထိ तू ကဆက်ပြီးတော့သွားနိုင်တယ်အဲ့ဒီအကြောင်းအရာလေးကိုဆက်ပြောမယ်မြတ်စွာဘုရားလက်ထက်ကအာနန္ဒတထေကြီးဆိုတာရှိတယ်တဲ့ဂဒေ40လောက်ထိတောင်ချမ်းသာတယ်ကြွယ်ဝတယ်ဥစ္စာပစ္စည်းကချမ်းသာကြွယ်ဝပြီမဲ့လို့အမှန်တရားရဲ့ပုံမှာယုံကြည်မှုအမှန်တရားကိုသိမြင်နားလည်မှုတတ္တပညာကတော့ခေါင်းမားတယ်လို့ဆိုရနော်ဥစ္စာပစ္စည်းတော့ပေါ်များတယ်တရားတရားနဲ့ပညာတရားကတော့ခေါင်းမားတယ်တော့သူကဘဝရဲ့ပုံမှာဘလို့မြင်တာတုံးဆိုတော့ဘဝကရှိမှသာလေတကယ်တန်ဖိုးရှိတာဘဝမှာအရေးကြီးဆုံးကရှိဖို့ပဲနော်ဘဝမှာအရေးကြီးဆုံးကဘာလို့ရှိဖို့ပဲတကယ်တမ်းအစစ်အမှန်ကဘဝမှာအရေးကြီးဆုံးကရှိဖို့မဟုတ်ဘူးဘဝမှာအရေးကြီးဆုံးကသိဖို့ဟုတ်ပြီနော်ဒီစကလုံးလေးနှလုံးကိုဘုံဘုံတို့ကအလွန်မင်းကိုယောဂီတို့ရဲ့စိတ်ထဲမှာစွဲသိခြင်းပါပဲရှိဖို့ဆိုတာကဘဝယက်တည်ဖို့အတွက်မလိုအပ်ဘူးမဟုတ်ဘူးလိုအပ်ပါတယ်သို့တော်သူဟာပဓာနာမဟုတ်ဘူးမရှိလို့ဖြစ်တဲ့ဒုက္ခတဲ့မသိလို့ဖြစ်တဲ့ဒုက္ခကအစမတန်ကြီးတယ်ဟုတ်လားမရှိလို့ဖြစ်တဲ့ပြဿနာတွေတဲ့မသိလို့ဖြစ်တဲ့ပြဿနာတွေကသာလည်းပုံမှုပြီးတော့ကျေပြန့်တဲ့ရှုပ်ထွေးတယ်ဟုတ်လားအခုယောဂီတို့သိဖို့ကြိုးစားရတာနော်သိတယ်ဆိုတာအမှန်ကိုသိတာကိုသာသိတယ်လို့ပြောတာနော်အဖြူကြီးကိုအမဲလို့သိနေတာကိုသိတယ်လို့မပြောဘူးအဲ့ဒါလွဲနေတာသိတယ်ဆိုတဲ့စကားလုံးရဲ့ရှေ့မှာအမှန်ကိုဆိုတဲ့စကားလုံးမှာဘုံဘုံတို့ကတပြိုင်တည်းထည့်သွင်းပြီးတော့ဘာလို့မလို့နားလည်ရမယ်ဟုတ်လားအခုတတိယသူကဘာအရေးကြီးလဲဆိုရှိဖို့ပဲအရေးကြီးတယ်တော့သူ့ရဲ့သားကိုသူအမြဲတမ်းဆုံးမတယ်ဘလို့ဆုံးမလို့ဆိုဘဝမှာရှိဖို့ကအရေးကြီးတယ်ရှိဖို့ဆိုလို့ရှိရင်ရှိပြီးသားလေးကိုဘယ်တော့မှမပွန်းပဲ့လေနဲ့နော်ဘာအကြောင်းကြောင့်မှမပြည့်စည်စေနဲ့ဘယ်သူမှလည်းမပေးနဲ့နောက်ထပ်ရှိအောင်သာကြိုးစားအဲ့ဒါကိုသူကရှိပြီးသားလေးကိုမပွန်းပဲဖို့နောက်ထပ်ရှိအောင်ကြိုးစားဖို့ဥပမာနဲ့ပြောတယ်သူကအင်္စနာနံခယံဒိဋ္ဌဝါမျက်စင်းကြောင့်များတောင်တွေးပါများလို့ရှိရင်ကုံသွားတာနော်ကလမတွေမျက်စိကိုလှအောင်ကွင်းနဲ့မဲမဲလေးကွင်းနဲ့မျက်စင်းကြောင့်ဆိုတာရှိတယ်တခါတွေးမှနည်းနည်းပဲကုံတယ်ဟုတ်လားဒါပေမဲ့တွေးပါများတော့သောသောကမျက်စင်းကြောင့်တုံအကြီးကြီးတိတိလေးပဲကြံတော့တယ်အဲ့ဒါကိုသူကဥမာပေးတာနော်မထိခိုက်စေနဲ့မဆုံးရှုံးစေနဲ့ရပြီးသားကိုအကြိတ်အခဲတီးနေအောင်ကြိုးစားရမယ်စုပါများလို့ရှိရင်များလာတယ်ဆိုတော့သူဘာပြောလဲဆိုချအကောင်လေးတွေနည်းနည်းချင်းစုတာတောင်ပူကြီးအကြီးကြီးဖြစ်လာတယ်ပြားကောင်လေးတွေနည်းနည်းချင်းသေလာတာပြားလက်ပူကြီးအကြီးကြီးဖြစ်လာတယ်ဟုတ်လားဒါသူပေးတဲ့ဥမာလေဒါကြောင့်ဘဝမှာရှိဖို့သာကြိုးစားပန်းနိုင်ကဒါပဲအဲ့လိုမျိုးဘုံဘုံတို့လောဘကိုအခြေခံပြီးတော့ငါဆိုတဲ့အမြင်မှားကြီးကိုအခြေခံပြီးတော့နေတဲ့အတွက်ကြောင့်စိတ်နှလုံးကအလွန်မှဘာဖြစ်တော့ဆိုတော့ကြမ်းတမ်းတယ်ပေါ့နော်စိတ်ကလှပမှုမရှိဘူးနူးညံ့မှုမရှိဘူးတိမ်မွေးမှုမရှိဘူးကြမ်းတမ်းတယ်ခက်ထန်တယ်အဲ့ဒီလိုစိတ်ထားတွေနဲ့ဘဝတစ်ခုဆုံးသက်သွားတယ်ဘလို့စိတ်ထားနဲ့ပဲဘုံဘုံတို့ဘဝမှာနေအချိန်တန်တော့လည်းပဲအချိန်ကုန်တော့လည်းပဲဒီခန္ဓာနော်ရှင်သန်မှုဆိုတဲ့စက်ကြီးကဘာဖြစ်သွားတာတော့ရပ်သွားတာပဲရပ်သွားပြီဆိုဆက်ပြီးတော့အရှင်ရလဲပတ်မယ်ပေါ့နော်ဘဝတစ်ခုစကြမ်းတမ်းတဲ့စိတ်တွေပဲအဖြစ်များခဲ့တဲ့အနေအထားရဲ့အကျိုးဆက်ကကြမ်းတမ်းတဲ့ဘဝတစ်ခုကိုထပ်ပြီးတော့ဖန်တီးပလိုက်တယ်ဘယ်ရောက်သွားလို့ဆိုတော့ဘုန်းတို့တာဝတိပြည်ရဲ့အစွန်ဖျားမှာဒွန်စန္ဒာရွာကြီးတရွာရှိတယ်အထူးသဖြင့်အဲ့ဒီရွာမှာရှိတဲ့လူတွေကတောင်းရမ်းစားတောက်ကြတဲ့လူတွေပေါ့အိမ်ကြီးကလည်း1000လောက်တောင်ရှိတယ်အလုံးစုမိနေကြတာအဲ့ဒီကလေးဒီအာနန္ဒတထေကြီးတေလို့ဖြစ်သွားတဲ့ကလေးလေးသူအဲ့ဒီရွာမှာပရိသေတွေနေပြီဆိုတဲ့နေ့ကစပြီးတော့သူ့ရဲ့အရှိန်ကအလွန်ကြီးတယ်ဘာအရှိန်လဲဆိုတော့ကြမ်းတမ်းခဲ့တဲ့ခက်ထန်ခဲ့တဲ့စိတ်ဓာတ်ရဲ့အရှိန်လို့ပဲပြောရမှာပေါ့နော်အဲ့ဒါကြမ်းတမ်းခက်ထန်မှုကိုပဲဆက်ပြီးတော့ဖြစ်နေစေတယ်ဘာဖြစ်တုံဆိုတော့ဘယ်သူမှလုပ်ငန်းကိုင်ကအဆင်မပြေဘူးတိတိတာတာကြီးပေါ့ဟုတ်လားလုပ်ငန်းကိုင်ကအဆင်မပြေတဲ့ခါကျတော့သူတို့ရဲ့ထုံးစံအတိုင်းသူတို့ရဲ့ယဉ်ကျေးမှုဓလေ့အတိုင်းဘာလုပ်တော့ဆိုတော့ဧကန္နတို့ရွာတဲ့ကိုလူယုံမာတယောက်တော့ရောက်လာပြီနဲ့တူတယ်ဒါကြောင့်လူယုံမာနဲ့အတူနေကျန်တဲ့လူပါဒုက္ခရောက်တယ်အဲ့ဒီတော့လူယုံမာကဂျိုးပေါက်နေတာမဟုတ်တော့ဘယ်သူလူယုံမာလို့လဲမသိနိုင်ဘူးဒါကြောင့်မို့လို့လူယုံမာကို
နော်ခွဲချမ်းပြီးတော့တို့တိအောင်လုပ်မယ်ဆိုပြီးတော့အင်ဂျီတစ်ထောင်ကို900ခွဲပလိုက်တယ်အဲ့တော့သူပါတဲ့ဘက်ကအဆင်မပြေဘူးသူမပါတဲ့ဘက်ကဟောအဆင်ပြေတယ်ဒီလိုဖြစ်တယ်တဲ့အဲ့ဒါသူပရိသေတွေနေနေတဲ့အချိန်မှာနော်အဲ့ဒါနဲ့သူပါတဲ့ဘက်ကအဆင်မပြေတဲ့900ကဟာလူယုံမှာကဟိုအုပ်စုထဲမှာမပါဘူးဒီအုပ်စုထဲမှာရှိနေအဲ့လိုဆိုရင်ထပ်ပြီးတော့250တိခွဲမယ်ဆိုတော့250ခွဲသူပါတဲ့ဘက်ကအဆင်မပြေဘူးမပါတဲ့ဘက်ကအဆင်ပြေတယ်သူတို့လွတ်သွားအဆင်မပြေတဲ့အုပ်စုကဟာတို့ထဲမှာရှိနေတယ်ထပ်ခွဲမယ်100စိတ်ထပ်ခွဲနေနောက်ဆုံး2အိမ်ပဲကြံတော့သူ့အိမ်ကလုံးဝအဆင်မပြေအဲ့ဒါနဲ့အရင်ကလူတွေကလူယုံမှာနင့်ပိုက်ထဲမှာမွေးတော့မမွေးရသေးဘူးနော်ဒီကလေးပရိသေတွေနေတဲ့အခါတို့ရွာအဆင်မပြေဘူးနင့်အိမ်ကဆင်းဆိုခိုင်းအဲ့ဒါမအေးဖြစ်တဲ့လူကအိမ်ကဆင်းရကိုဝင်ဆောင်ကြီးနဲ့အိမ်ကဆင်းရနော်ကြမ်းထမ်းတဲ့စိတ်ထားတွေကကြမ်းထမ်းတဲ့ဘဝကိုဘာလို့ဖန်တီးတာနော်အမေဝမ်းတော့မထွက်ရသေးဘူးအဆင်မပြေမှုနဲ့သူကစဟုတ်လားအဲ့ဒါနဲ့မအေးဖြစ်တဲ့လူကဒီကိုဝင်လေကြီးသွားတယ်တနေ့ရောက်တော့မွေးဖွားလာတော့ရုပ်ရည်ကဘယ်လိုတော့ဆိုတော့စာရဲကရေးပြထားမျက်လုံးကမျက်လုံးနေရာမှာမရှိဘူးတဲ့ဘယ်နာမြန်ပေါက်နေလဲတော့မသိဟုတ်လားနှာခေါင်းကနှာခေါင်းနေရာမှာမရှိဘူးပါးစပ်ကလည်းပါးစပ်နေရာမှာတက်ရဲမရှိဘူးအလွန်မှအယုတ်ဆိုးကြီးထန်တဲ့ကြောက်စရာလေးမြေပုတ်ဘလူးလေးလို့ဒါပေမဲ့ရင်းနဲ့လွယ်ပြီးတော့မွေးထားတယ်မိခင်ဆိုတော့ဘယ်ပြည့်ရမယ်တော့ဒီသားလေးကိုပဲပြုစုမွေးရင်းနဲ့တို့တဖြည်းဖြည်းနဲ့ကြီးလာဒါပတိဒီကလေးမွေးလာတဲ့အစသူလည်းပဲတောင်းရတာအဆင်မပြေဘူးအဲ့ဒါနဲ့မတ်တက်ကြီးအရွယ်လေးရောက်ပြီဆိုတော့မအေကဆက်ပြီးတော့သူ့ကိုမွေးရင်သူ့ဘာရှင်သန်ဖို့ခက်တဲ့အတွက်ကြောင့်ကိုင်မတက်နိုင်ဘူးသူ့ကိုစွန့်ပြစ်ရကျွတ်တို့ဘာစကားပုံရှိတယ်မဟုတ်လားကဘာမီးလာတောက်အောင်ချနေတယ်ဟုတ်လားတကယ်ဒုက္ခဖြစ်လာပြီဆိုရင်သာသမီလည်းစွန့်လိုက်ရတာတွေရှိတယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာနော်အဲ့ဒါနဲ့ဒီကလေးကမတ်တက်ပြည့်အရွယ်လေးကစပြီးတော့ကိုဝမ်းကိုကြောင်းရတယ်နော်ကြီးများလို့ဇေယျများလို့သူများအိမ်ကဆေးချလိုက်တဲ့ထမင်းအိုးဟင်းအိုးကထမင်းကြံဟင်းကြံအဆက်အပြောင်လေးတွေကောက်စားရင်းနဲ့အသက်ရှင်ရတယ်လို့ဆိုတယ်သူစပင်ကြိုက်ပေးမယ်လို့မရှိဘူးရေချိုးပေးမယ်လို့မရှိဘူးအဝတ်စားဆင်းပေးမယ်လို့မရှိဘူးတွေ့တယ်လို့ကြုံတယ်လို့နော်လူတော်ထဲမှာနေနေတာဆိုတော့သေတော့သေမသွားဘူးပေါ့နော်မသေးုံတမဲ့ဘဝကိုဘလို့ဖြတ်တန်းရတော့စင်တင်ရဲ့ဖြတ်တန်းရတယ်ဘယ်အမြင်တွေကသူ့ကိုဒီလိုမျိုးခါသီးတဲ့ဘဝတစ်ခုကိုဖန်တီးလိုက်တာတုံးဆိုတော့အရာရာရှိဖို့ဟုတ်လားတက္ကာယဒိဋ္ဌိနဲ့လောဘအခြေခံတဲ့အမြင်မှားတွေအားကောင်းစွာဆောင်ရွက်ခဲ့တယ်နေထိုင်ခဲ့တယ်အဲ့ဒါရဲ့အကျိုးဆက်လို့ဘုန်းဘုန်းတို့နားလည်လို့မရဘူးလားရတယ်နော်အဲ့ဒါနဲ့အဲ့ဒီကလေးကဒီလိုနဲ့ကြီးလာတယ်ခုနှစ်နှစ်သားရှစ်နှစ်သားအရွယ်လေးရောက်လာတယ်ရောက်လာတဲ့အခါကျတော့မြို့ထဲကိုရှောက်သွားသူမရောက်တဲ့လမ်းလည်းမရှိဘူးနော်ပတ်ချက်လည်းရှောက်သွားအဲ့လိုသွားရင်းနဲ့သူတစ်ချိန်လုံးကနေခဲ့တဲ့သူပိုင်ဆိုင်ခဲ့တယ်လို့ဆိုတဲ့သူ့ရဲ့အိမ်ကြီးတွေကိုရောက်သွားတယ်ဟောအိမ်ကြီးကတကားမုတ်9မုတ်တောင်လှုပ်ထားတယ်အုတ်တိုင်းကို9ခုကိုခတ်ထားတာအလွန်ချမ်းသာခဲ့တာ哦အဲ့ဒီအိမ်ကြီးလည်းမြင်လိုက်ရောအဲ့ဒီကလေးကဘွားဆိုဇာတိတ္တဉာဏ်ရတယ်အရင်ဘဝကိုအောင်းမိမိတယ်အမှတ်ရမိတယ်နော်ဒီဘဝတငါဆိုတော့ပြောခဲ့တဲ့စကားတိုင်းပြောမှဆိုအရင်ဘဝငါကိုဘာလုပ်ပြီးတော့လှမ်းမြင်ပြီနော်ဟုတ်လားဟာဒါငါအိမ်ကြီးတဲ့အရင်ဘဝသူငါဥစ္စာလို့လုပ်ခဲ့တာဒီဘဝဒီဆက်ပြီးတော့ဘာလို့ငါဥစ္စာလို့သူလုပ်နေတာသူကသာငါဥစ္စာလို့ထင်းနေတာတကယ်ဒီသမုဒိသစ္စာတဘာဝတရားအရာအဲ့ဒါသူ့ဥစ္စာဟုတ်သေးသလားမဟုတ်တော့ဘူးမင်းဥစ္စာအရင်ဘဝသာဟုတ်တာဒီဘဝမဟုတ်တော့ဒီငါဥစ္စာဆိုတဲ့အမြင်ဟာအခါခတ်သိမ်းမှန်နေတာမဟုတ်ဘူးဟုတ်တယ်တစ်ချိန်လုံးကတော့အဲ့ဒါသူ့ဥစ္စာပဲအခုဟုတ်သေးသလားမဟုတ်တော့ဒီကလေးဘယ်နှစ်ရှိပြီတော့တရားမသူ8နှစ်ဆိုရင်လွန်ခဲ့တဲ့8နှစ်ကသူ့ဥစ္စာအခုသူ့ဥစ္စာမဟုတ်တော့ဘူးအဲ့လိုထိခွဲပြီးတော့မြင်ကြည့်နော်တဝေကရကြကောင်းတယ်လွန်ခဲ့တဲ့အနှစ်20လောက်ကသူ့ဥစ္စာလွန်ခဲ့တဲ့အနှစ်30လောက်ကသူ့ဥစ္စာဒါပေမဲ့8နှစ်လောက်ကစပြီးတော့အဲ့ဒါသူ့ဥစ္စာမဟုတ်တော့ဘူးဟုတ်လားအဲ့ဒါနဲ့ဒါပေမဲ့ကလေးဆိုတော့ဘယ်သိမလို့သူမြင်တဲ့အမြင်တွေကိုအမှန်ထင်ပြီးတော့အဲ့ဒီအိမ်နဲ့စုံဝင်သွားအဲ့ဒါအဆောင်တွေကလည်းမေးလျော့နေတော့တကားမဟုတ်တမုတ်ပြီးတမုတ်ဖြတ်သွားတာအုတ်တိုင်း3ခုလောက်ထိသူဖြတ်တန်းသွား4ခုမြောက်မုတ်အတွင်းမှာကျတော့သူ့ရဲ့တာမူလသီရိဆိုတာရှိတယ်အဲ့ဒီမူလသီရိကမွေးထားတဲ့အရင်ဘဝသူ့ရဲ့မြေးလေးတွေ
ရင်ဘဝသာသူမြေးအခုကတော့သူနဲ့ဘာမှမဆိုင်တော့အဲ့ဒီမြေးလေးတွေကစော့ကစားနေကြတာအဲ့ဒါသူ့လည်းမြင်ရောဟာဘလူးဆိုပြီးတော့ပြေးရတာငိုးယိုပြီးတော့အဲ့မှာအော်ဟစ်စူးညံနေတဲ့ခါမှာအဆောင်နေရရောက်လာတော့ဟာတကယ်ဘလူးလေးလားဆိုတော့ဘလူးလေးတော့မဟုတ်ဘူးဒါပေမဲ့အလွန်ကအသေးရုပ်တဲ့ကလေးဆိုပြီးတော့တခါတည်းလက်ဆွဲပြီးတော့ရိုက်နှက်ပြီးတော့တခါတည်းရိုက်တာကိုဘယ်လောက်ထိရိုက်တောင်ဆိုမိသွားအောင်ရိုက်ပြလိုက်ကြတယ်နော်ရိုက်ပြီးတော့အဲ့ဒါကိုတခါတည်းဒီလိုဆွဲသွားပြီးတော့မြို့ပြင်မဲ့ကအမိုက်ပုံမှာပြစ်ထားတယ်တဲ့မသေးဘူးကလေးကဟုတ်လားသမဂရရတယ်ကောင်းတယ်နော်အရင်ဘဝနဲ့နောက်ဘဝကဘာမှကြာသေးတာမဟုတ်ဟုတ်လားအရင်ဘဝလည်းငါဒီဘဝလည်းငါဘယ်ငါကအမှန်တရားလဲဒါလေးတွေကိုဘုံဘုံတို့ကအလေးနဲ့စဉ်းစားစေခြင်းရင်းနဲ့အခုဒီအကြောင်းအရာတွေကိုပြောပြတာဟုတ်လားအဲ့လိုအမိုက်ပုံပေါ်မှာစွန့်ပစ်ထားတာကိုစွန့်ကန်ကြွလာကြတယ်မြတ်စွာဘုရားအမှုပြုတဲ့တန်ဃာတော်တွေတွေ့တယ်အဲ့တော့မြတ်စွာဘုရားနောက်တော်ဘာမှာပါတယ်ရှင်အနန္ဒာကိုကြည့်တော့ရှင်အနန္ဒာကသဘောပေါက်တယ်အဲ့ဒီကလေးလေးမသေးသေးတဲ့ကလေးလေးကိုနော်ဖြူစုတယ်ပေါ့အသက်မသေးအောင်အဲ့ဒီမှာမြတ်စွာဘုရားအမိန့်ရှိတယ်အနန္ဒာဒါဟာအာနန္ဒာတထေးကြီးကဖြစ်လာတဲ့ကလေးအကြောင်းစုံကိုမြတ်စွာဘုရားမိန့်တဲ့အခါမှာရှင်အနန္ဒာကနော်အဲ့ဒီမူလတိတိတထေးကိုခေါ်ခိုင်းတယ်ခေါ်ခိုင်းတဲ့အခါကျတော့မူလတိတိတထေးကရောက်လာတဲ့အခါမှာမြတ်စွာဘုရားတဲ့တဲ့ကြီးပဲပြောလိုက်တယ်ဒါသင့်အဖေအရင်ဘဝသင့်အဖေမယုံဘူးအဲ့လိုမယုံကြည်တဲ့အခါမှာမြတ်စွာဘုရားယုံကြည်မှုရအောင်ဘာလုပ်တုံးဆိုတော့အဲ့ဒီကလေးကိုဟေးမင်းရင်အာနန္ဒာတထေးကြီးဘဝတုန်းကမင်းသားမသိအောင်ဘယ်သူမှမသိအောင်မင်းမြုပ်ခဲ့တဲ့ရွှေအိုးကြီး9လုံးရှိတယ်တဲ့အဲ့ဒီရွှေအိုး9လုံးကိုမင်းပြလိုက်မင်းသားကမယုံဘူးဖြစ်နေဟုတ်တယ်အာနန္ဒာတထေးကြီးဘဝတုန်းကရွှေအိုးကြီး9လုံးမြုပ်ခဲ့တာရှိတယ်သူသားသူတော်မယုံဘူးနော်အစွဲရတကယ်ကြီးပြီဆိုလို့ရှိရင်နော်ဒီဘဝတစ်ခုလားအရေးကြီးနေတာဟိုအရေးကအရန်ကြီးတာဟုတ်လားအဲ့တော့လက်ကြံကိုလည်းအရန်ကိုစိုးရင်ပေါ့နော်စိုးရင်လို့ရှိရင်ဘာလို့စုဆောင်ထားမယ်ဒီဟာကိုလည်းဘာလို့ပဲ့သွားမှာထိကြိုက်သွားမှာပျက်စီးသွားမှာကိုလည်းအရန်စိုးရင်တဲ့အတွက်ကြောင့်ကိုယ်ဟာလွဲလို့ဘယ်သူမှအယုံဘူးတချို့ဆိုရင်ကိုတောင်မယုံတော့ဟုတ်လားတချို့စိုးစိုးဝါစိတ်ဓာတ်တွေကအဲ့လိုပျက်စီးသွားတာတွေရှိတယ်ဟုတ်လားဒါဒီရွှေအိုးကြီး9လုံးမြုပ်ထားတာသားတောင်သူမပြောခဲ့ဘူးအဲ့ဒါမြတ်စွာဘုရားအမိန့်ရှိတော့မှအဲ့ဒီကလေးကအဲ့ဒီရွှေအိုး9လုံးမြုပ်ထားတဲ့နေရာကိုပြတော့မှမူလတိတိကယုံနေတဲ့နောက်တော့မူလတိတိကတော့အကျွတ်တရားရသွားပုံရတယ်အဲ့ဒီမှာဘုံဘုံတို့အတွက်အလွန်မှနားလည်ဖို့ကြိုးစားတဲ့ဂါထာတစ်ပုဒ်မြတ်စွာဘုရားအဲ့ဒီအကြောင်းအရာအဲ့ဒီအဖြစ်အပျက်ကိုအခြေခံပြီးတော့ဟောခဲ့တာရှိဗုဒ္ဓမတ္ထိတဏမတ္ထိဣတိဘာလောဝိဟိညတိအတ္တပိအတ္တနောတ္ထိကုတောပုတ္တောကုတောတနံဒီကဒါလေးရထားတဲ့နေလို့ဘုံဘုံထင်တယ်သိများပါအောင်ဗုဒ္ဓမတ္ထိတဏမတ္ထိဣတိဘာလောဝိဟိညတိအတ္တပိအတ္တနောတ္ထိကုတောပုတ္တောကုတောတနံဗုဒ္ဓမတ္ထိငါမှာသာသမီတွေရှိတယ်တဏမတ္ထိငါမှာဥစ္စာပစ္စည်းတွေရှိတယ်ဣတိဘာလောဝိဟိညတိအဲ့ဒါလို့ငါမှာဘာရှိတယ်ဆိုတဲ့အတွေးတွေနဲ့မိုက်မဲတဲ့ပုံကိုယ်တွေအမှန်မသိတဲ့ပုံကိုယ်တွေရဲ့စိတ်နှလုံးဟာပင်ပန်းနေကြတယ်တဲ့ဒါဘုံဘုံတို့ကိုဓာတ်ရိုက်ပြောတဲ့စကားပဲနော်ဒီဒေသနာကတော့ရည်ရွယ်ချက်ကတော့အာနန္ဒာတထေးကြီးဘဝတုန်းကအနေအထားတစ်ခုကိုရည်ရွယ်ထားတာလို့ဆိုမယ်ဆိုရင်ဆိုလို့မရဘူးလားသို့တော့အာနန္ဒာတထေးကြီးသတိသားလျင်ငါမှာဥစ္စာပစ္စည်းရှိတယ်ငါမှာသားသမီးရှိတယ်ဆိုတဲ့စိတ်အတွေးတွေနဲ့သူ့စိတ်နှလုံးဟာပင်ပန်းခဲ့တာမဟုတ်ဘူးကျွတ်တို့မှာကောအဲ့ဒီအတွေးနဲ့ပင်ပန်းနေတာမရှိဘူးလားရှိတယ်စိတ်တွေဘာကြောင့်ပူပင်မှုများနေတာတော့ပူပင်မှုဖြစ်တဲ့အချိန်တိုင်းမှာဘာကြောင့်ဘယ်အကြောင်းအရာကငါစိတ်ကိုပူလောင်မှုအဖြစ်စေသုံးလဲလို့ဘုံဘုံတို့စဉ်းစားကြည့်မယ်ဆိုရင်နော်ငါမှာဘာရှိတယ်ဆိုတဲ့ရှိတယ်ဆိုတဲ့အရာတွေကြောင့်ပဲစိတ်နှလုံးဟာဘာဖြစ်နေရတော့ပင်ပန်းနေခုဓာတ်ရိုက်ပြောတော့နော်မြတ်စွာဘုရားဗုဒ္ဓမတ္ထိတဏမတ္ထိငါမှာသာသမီတွေရှိတယ်ငါမှာဥစ္စာပစ္စည်းတွေရှိတယ်အဲ့ဒီရှိတယ်ဆိုတဲ့အတွေးတွေနဲ့အမှန်မသိတဲ့ပုံကိုယ်တွေရဲ့စိတ်နှလုံးဟာဘာဖြစ်နေတော့ပင်ပန်းနေတယ်တဲ့ဝိဟိညတိဆိုတာပင်ပန်းနေဆင်းရဲတယ်ပြောတာခက်တာကကျွတ်တုံးကတနေ့လာလဲဒီအတွေးနဲ့ပင်ပန်းတနေ့လာလဲဒီအတွေးနဲ့ပင်ပန်းဆိုတော့ကြာတော့ထူးတယ်လို့ကိုမထင်ပဲနဲ့ငရုတ်သီးတွေကပူလို့ပူမှမသိလောင်လို့လောင်မှမသိပဲနဲ့သူ့အဆင်ပြေတယ်ထင်းနေတဲ့အပိုင်းလဲ
ရှိနေတတ်သေးတယ်နော်ဒါလည်းသဘောပေါက်ဖို့လိုတယ်ဟုတ်လားဘုရားဒေသနာကတော့ဘယ်တော့မှမှားတယ်ဆိုတာမရှိဘူးကိုနားမလည်နိုင်သေးတာပဲရှိကောင်းရှိနေဟုတ်လားဒါကြောင့်ငါမှသားသမီးရှိတယ်ဥစ္စာပစ္စည်းရှိတယ်ဆိုတဲ့အတွေးတွေနဲ့မိုက်မဲတဲ့ပုံကိုယ်တွေဉာဏ်မရှိကြတဲ့ပုံကိုယ်တွေသူတို့ရဲ့စိတ်နှလုံးဟာပူလောင်နေကြတယ်ပင်ပန်းနေကြတယ်တကယ်စင်စစ်အတ္တပိအတ္တနောနတ္ထိကုတောပုတ္တောကုတောတဏံအတ္တပိအတ္တနောနတ္ထိငါသည်ပင်လည်းငါအတွက်တကယ်မရှိဘူးတဲ့ဒီဟာကိုဘုန်းတော်ကတော့နော်ဘယ်လိုပြောရင်တော့ဆိုတော့ဒီစကားရဲ့အဓိပ္ပာယ်ကသောတပတ္တိမဉ္ဇဉ်ပူညာရမှအပြည့်ဝနားလည်နိုင်မယ့်စကားလို့ထင်ပါတယ်ပုထုဇဉ်တယောက်အနေနဲ့ငါသည်ပင်လည်းငါအတွက်မရှိဘူးဆိုတာကိုနားလည်ဖို့မလွယ်ကူတော့သေးဘူးပေါ့နော်နားလည်ဖို့ကိုနားမလည်သေးတာနဲ့ဒါကိုမမှန်ဘူးလို့ကျွတ်တို့ပြောလို့မရဘူးနော်အမှန်တရားကအမြင့်ကြီးကျွတ်တို့ရဲ့နားလည်နိုင်စမ်းကနှိမ့်နေသေးတယ်သဘောပေါက်ဖို့လိုတယ်ဟုတ်လားကိုနားမလည်နိုင်သေးတာနဲ့ကိုစဉ်းစားလို့အဖြေရှာလို့မရတာနဲ့ဒီဟာကိုသဘာဝမကျဘူးလို့သွားလို့မရဟုတ်လားအတ္တပိအတ္တနောနတ္ထိငါသည်ပင်လည်းငါအတွက်တကယ်မရှိဘူးတဲ့စောစောကအတွေ့လေးနဲ့ဒီဒေသနာကိုနားလည်အောင်နည်းနည်းလေးချင်းကပ်ကြည့်တဲ့တယ်ကျွတ်တို့အရင်ဘဝကလည်းအရင်ဘဝဘဝတွေယုံတဲ့တွေကိုဘာလို့လုပ်ခဲ့တာတော့ငါလို့လုပ်ခဲ့တာအဲ့ဒီအရင်ဘဝတုန်းကလည်းလုပ်ခဲ့တာအဲ့ဒီအရင်ဘဝတုန်းကလည်းလုပ်ခဲ့တာငါတွေမှမရည်မတွက်နိုင်ဟုတ်တယ်မဟုတ်လားအခုအဲ့ဒီငါတွေကိုမေ့ပြီးတော့ဒီယုံတဲ့ကိုဘာလို့လုပ်ပြန်ပြီတော့ငါလို့လုပ်ပြန်ပြီဟုတ်လားငါသည်ပင်လည်းငါအတွက်တကယ်မရှိဘူးဆိုတဲ့စကားကိုနော်မှန်မှန်ကန်ကန်သိအောင်မြင်အောင်ဘုံဘုံတို့သတိပဋ္ဌာန်တရားကိုနော်ဆုစိုက်ပြီးတော့ပွားများကြည့်သင့်တယ်နော်အဲ့ဒီအဖြေမှန်ကိုစိတ်ထဲကကြည်ကြည်လဲလဲလက်ခံနိုင်တဲ့အနေထားတရက်ကိုရအောင်ဘုံဘုံတို့ကြိုးစားသင့်မို့လားကြိုးစားသင့်အတ္တပိအတ္တနောနတ္ထိငါသည်ပင်လည်းငါအတွက်တကယ်မရှိဘူးကုတောပုတ္တောကုတောတဏံဘယ်မှလာပြီးတော့ငါသားသမီးငါဥစ္စာပစ္စည်းဆိုတာတကယ်ရှိမလဲတဲ့ဟောဒါကြတော့ပို့ပြီးတော့တောင်းနားလေကိုခတ်သွားပြီနော်ငါမရှိဘူးဆိုတာကိုတောင်းနားမလဲသေးတဲ့ပုဂ္ဂိုလ်တွေတဲ့ငါဥစ္စာမရှိဘူးဆိုတာကိုနားလည်ဖို့ကြတော့ပို့ပြီးတော့ခတ်သွားပြီပေါ့ဟုတ်လားဒါကြောင့်ဒီဒေသနာလေးတွေကနားမလည်နိုင်သေးတော့လည်းပဲဩငါနားလည်အောင်လှုပ်တဲ့ဒေသနာလေးတွေဆိုတဲ့နော်အတွေးမှအမြင်မှန်လေးတွေနဲ့ဘုန်းဘုန်းတို့ချင်းကပ်နိုင်ဖို့တော့လိုမယ်ပေါ့ဟုတ်လားဖြစ်ရကလေးနဲ့ရှင်ပြီးတော့စဉ်းစားမယ်ဆိုလို့ရှိရင်ပို့ပြီးတော့ကျွတ်တို့ရိပ်မိနိုင်တယ်ပေါ့ဒီဒေသနာရဲ့ဆိုလိုချက်ကိုနော်ဖြစ်ရကဘုန်းဘုန်းတို့ရှိရပြောရတယ်နော်ဗုဒ္ဓမတ္ထိတဏမတ္ထိဣတိပါလောဝိညတိအတ္တပိအတ္တနောနတ္ထိကုတောပုတ္တောကုတောတဏငါမှဥစ္စာပစ္စည်းတွေရှိတယ်ငါမှသာသမီရှိတယ်ဆိုတဲ့အတွေးနဲ့အမှန်မြင်မှုမရှိကြတဲ့ပုဂ္ဂိုလ်တွေရဲ့စိတ်နှလုံးဟာပင်ပန်းနေကြတယ်တကယ်စင်စစ်ငါသည်ပင်လည်းငါအတွက်တကယ်မရှိဘူးဘယ်လိုလုပ်ပြီးတော့ငါသားသမီးငါဥစ္စာပစ္စည်းဆိုတာလောကမှာတကယ်ရှိနိုင်မလဲတဲ့နော်ပုထုဇဉ်တွေရဲ့အမြင်နဲ့တော့ဘယ်လိုဖြစ်နေတော့ဖြောင်းမြန်ကြီးလိုဖြစ်နေတယ်ပေါ့နော်ဟုတ်လားဒါကသဘာဝပါပဲဒီလိုဖြစ်တတ်တာဟာသဘာဝပါပဲနော်အရိယာပုဂ္ဂိုလ်တွေကဒုက္ခလို့မြင်တဲ့အရာကိုပုထုဇဉ်တတ္တဝါတွေကဒုက္ခလို့မြင်ကြတယ်ဟုတ်လားအရိယာပုဂ္ဂိုလ်တွေကဒုက္ခလို့မြင်တဲ့အရာကိုပုထုဇဉ်တတ္တဝါတွေကဒုက္ခလို့မြင်ကြတယ်တဲ့မြင်တဲ့ပုဂ္ဂိုလ်နဲ့မမြင်တဲ့ပုဂ္ဂိုလ်ဆိုတာဆန့်ကျင်ဘက်အနေအထားမှာရှိနေတယ်လို့ပြောတာဟုတ်လားအဲ့တော့ကျွတ်တို့ကဘယ်ဘက်ကယက်တည်နေအောင်ကြိုးစားမလဲဆိုတာလေးကိုကိုမေးခွန်းထုတ်ရပါနော်အဲ့တော့ဒေသနာတရားကိုနားလည်နိုင်စွမ်းမရှိသေးတာနဲ့ပဲဒါကိုစိတ်ဝင်စားဘူးသဘာဝမကျဘူးလို့ဒီလိုမတွေးသင့်ဘူးပေါ့ဟုတ်လားအဲ့တော့ဘုံဘုံကဒါလေးကိုဘာကြောင့်ပြောပြတာတော့နော်စောစောတုန်းကတက္ကာယဒိဋ္ဌိကြောင့်ဘုံတို့ရဲ့စိတ်ကိုတောကပတိဒေဝဒုက္ခဒေါမနတဥပါယတာတရားတွေနှိမ့်ဆက်တာအကယ်၍များကိုတက္ကာယဒိဋ္ဌိဖြင့်စွဲနေတဲ့ယုံနိုင်ရဲ့ပုံမှာမတည်မြဲမှုကိုသာအမှန်မြင်မယ်ဆိုလို့ရှိရင်စိတ်နှလုံးဟာတောကပတိဒေဝဒုက္ခဒေါမနတဥပါယတာတရားတွေငြိမ့်ပြီးတော့ဘာပူလောင်မှုထိတ်လန့်မှုမှမရှိဘဲနဲ့ချမ်းချမ်းသာသာနေရလိမ့်မယ်လို့ပြောခဲ့တဲ့အတ္တဒီပသုတ်တံနဲ့ဒီအကြောင်းအရာလေးကိုဆက်ဆက်ပြီးတော့တွေးကြည့်ဖို့သဘောပေါက်လားတက္ကာဒိဋ္ဌိအားကြီးလွန်းလာရင်လွန်လွန်းစေတဲ့ပူလောင်ရပင်ပန်းရဆင်းရဲရတာမဟုတ်သေးဘူးဟုတ်လားမှားယွင်းတဲ့ကာယကံမှုဝစီကံမှုမနောကံမှုတွေကိုနော်ပြုမိမှာပြောမိမှာရင်နဲ့အနာဂတ်တန်တရားအတွက်ပါဘုန်းဘုန်းတို့ဆိုးရိုးတွေရအောင်နော်လုံးမိပြီးသားဖြစ်သွားတာတွေကိုဘုန်းဘုန်းတို့သတိထားဖို့မလိုဘူးလားလိုတယ်အဲ့ဒါကိုပြောတာဟုတ်လားဒါအာနန္ဒတတိရဲ့အကြောင်းကအလွန်မှလည်းပဲပဝေကရစရာကောင်းပါတယ်ဒါသူ့ကိုအကြောင်းပြုတော့ဘုန်းဘုန်းတို့အတွက်စဉ်းစားစရာဒေသနာတစ်ပုဒ်ရလိုက်တာကတော့
ဒါအလွန်မှတန်ဖိုးရှိတယ်လို့ဆိုရမယ်ပေါ့နော်သာသမီရှိတယ်ဆိုတဲ့အတွေ့ဥစ္စာပစ္စည်းရှိတယ်ဆိုတဲ့အတွေ့တွေကစိတ်နှလုံးကိုဘာဖြစ်စေတယ်ပူလောင်စေတယ်ပင်ပန်းစေတယ်တကယ်စင်စစ်ငါသိပြီလေငါအတွက်မရှိဘူးဘယ်လိုလုပ်ပြီးတော့ငါသာသမီငါဥစ္စာပစ္စည်းဆိုတာတကယ်ရှိမလဲသူပြောချင်တာတွေက तू ကမများဘူးရဲ့ငါဥစ္စာငါလိပ်ပြန်တို့ဘာတစ်ခုမှမဟုတ်ကြသည်ဓမ္မတတ္တပါဒကအဲ့ဒီအမြင်ကိုရှင်းအောင်လုပ်ရမှာနော်ဧတံမမဧသောဟာမသမီဧသောမိအတ္တာဆိုတဲ့မှားယွင်းမှုကိုဖျက်ဆီးနိုင်ရမယ်ပေါ့ဒါငါပဲဒါငါဥစ္စာပဲဒါငါအတ္တပဲဆိုတဲ့အမြင်မှားကိုဖျက်ပြီးတော့နေတံမမနေသောဟာမသမီနမေသောအတ္တဟုတ်လားဒါဟာသဘာဝတရားတက်တက်ဖြစ်ပေါ်ပြောင်းလဲနေတဲ့အခြေအနေမှန်တစ်ခုပဲဆိုတဲ့အမြင်မှန်ရအောင်ဘုန်းဘုရားဘာလို့မလို့ကြိုးစားရမယ်အဲ့ဒီအမြင်မှန်အားကောင်းရင်အားကောင်းတဲ့ဒီဒေသနာတွေကိုဘာလို့မလို့နားလည်နိုင်စွာမြင့်လာမယ်ပေါ့ဒါကိုပြောချင်တာဟုတ်လားဒါကြောင့်ယောဂီတို့အခုမိမိခန္ဓာမှာဖြစ်နေတဲ့သဘာဝတရားတွေနော်ကံစိန်ဥရုအာဟာရအကြောင်းတရား၄မျိုးကြောင့်ဒလဇက်ဖြစ်ပေါ်နေတဲ့သဘာဝတရားတွေအဲ့ဒီသဘာဝတရားတွေကိုဘာဘဲလိုက်မှုမှမရှိဘဲနဲ့ဖြစ်တိုင်းဒါဖြစ်သွားတယ်ဒီဟာဖြစ်သွားတယ်လို့အတိအမှတ်လိုက်ပြီးတော့ပြုနေတာအဲ့ဒါဘာလို့တဲ့ခေါ်တာတော့တတိပဋ္ဌာန်တရားဟောဟုတ်လားကျွတ်တော့အဲ့ဒီဖြစ်နေတဲ့သဘာဝတရားရဲ့ပုံမှာအထင်ကမှားနေတာ哦အဲ့ဒီအထင်မမှားဖို့အတွက်ကိုယ်အထင်မှားနေတဲ့အရာကိုပဲငါအထင်မှားတဲ့အတိုင်းဖြစ်နေတာလားသို့မဟုတ်ငါကအထင်မှားနေတာလားဒါရဲ့သဘောတဘာဝအမှန်ကဘယ်လိုလဲဆိုတာကိုကိုယ်တိုင်ဉာဏ်နဲ့သိအောင်သူ့ကိုပဲကိုယ့်ရဲ့တတိနဲ့မလုပ်တာတော့ကြည့်တာရိုးရိုးလေးနော်တရားအထုတ်တယ်ဆိုတာဟုတ်လားသူ့ရဲ့သဘာဝအမှန်ကိုအမှန်တိုင်းသိအောင်သူ့ကိုဘုံဘုံတို့မလုပ်တာတော့ကြည့်တာကြည့်ပါများလို့ရှိရင်မလုပ်လာမလို့နားလည်လာမယ်ပေါ့ဟုတ်လားဒါကြောင့်အိဋ္ဌဒုက္ခအနတ္တကိုမြင်နေဆိုရင်ဘုန်းတော်ဘာလို့ရမလို့လုံလဝရိယနဲ့တတိမပြတ်ထားပြီးတော့နှစ်ဖြစ်ပေါ်နေတဲ့သဘာဝရဲ့ပုံမှာဘာလို့ရမလို့အမြဲတမ်းဘုန်းတို့တွေကရှုမှတ်ပြီးတော့ဒီအလေးအကျင့်ကိုများလာအောင်ပွားလာအောင်ကြိုးစားရမယ်ဒါကိုပြောတာဟုတ်လားအဲ့လိုလုပ်မယ်ဆိုလို့ရှိရင်ဒီယုံနာတို့ရဲ့အိဋ္ဌကိုဘာလို့လာမလို့မြင်လာမယ်ယုံနာနေရဲ့အိဋ္ဌကိုမြင်ပြီဆိုလို့ရှိရင်မြင်တဲ့အခိုက်အတန့်မှာကိုယ့်ရဲ့စိတ်နှလုံးမှာတောကပတိတွေဝဒုက္ခဒေါမနတာဥပါယတာတရားဘာဖြစ်သွားမလို့ပယ်ရှားပြီးသားဖြစ်သွားအဲ့ဒီတရားတွေကိုပယ်လိုက်မယ်ဆိုလို့ရှိရင်ထိတ်လန့်တာပူလောင်တာမရှိဘူးတေတံဘာနာနပရိတတတိအပရိတတံဒုက္ခဝိရတိဒုက္ခဝိဟာရိဘိက္ခုတရင်ကနေဘုဒ္ဓတိဘုဇတိနော်သောတော်ကတရားစစချင်းပြောတဲ့အကြောင်းအရာလေးနော်ဒါကြောင့်ယုံနာတို့ရဲ့အိဋ္ဌဒုက္ခအနတ္တကိုမြင်ပဲဆိုလို့ရှိရင်စိတ်နှလုံးမှာဘာမှဆင်းရဲစရာအကြောင်းမရှိဘူးဒါကိုပြောတာဟုတ်လားဒါကြောင့်အကြောင်းအရာလေးနှစ်ခုကိုဆက်ပြီးတော့ဘုန်းဘုန်းတို့ဒါပြောလိုက်ပါပြီနော်အတ္တဓိပသုတ်တံရဲ့အာနန္ဒတ္တိဝိတ္ထုရဲ့နှစ်ခုပေါ့နော်ဘယ်လိုရွယ်ချက်နဲ့ပြောတာတော့သက္ကာယဒိဋ္ဌိကြောင့်ဆင်းရဲနေကြရတယ်ဆိုတဲ့သဘောတဘာဝအိဋ္ဌဒုက္ခအနတ္တကိုမြင်လို့ရှိရင်အဲ့ဒီဆင်းရဲတွေငြိမ်းပါတယ်ဆိုတဲ့သဘောတဘာဝဒါလေးကိုဘဝမှာလက်တွေ့အသုံးချဖို့ဆိုတဲ့နော်ရည်ရွယ်ချက်နဲ့ဘုံဘုံကဒီအကြောင်းအရာလေးကိုပြောပြတာဟုတ်လားဒါကြောင့်ယုံ nant တို့ရဲ့အိဋ္ဌဒုက္ခအနတ္တသဘာဝအမှန်တွေကိုသိအောင်မြင်အောင်တတိပဋ္ဌာန်တရားကိုရွယ်လုံးလဝိရိယကြီးကြီးနဲ့ကြိုးပမ်းအထောက်နိုင်ကြပါစေလို့ဘုံဘုံတို့ဆန္ဒပြုပြီးတော့ဒီကနေ့ပြုလုပ်ကြရတဲ့ဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစွတ်စွတ်တို့ရဲ့စွမ်းတတ်တဲ့ကြောင့်ဘုရားတပည့်တော်တို့ဒီမဲ့ညာပူညာမျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုမရစေကုန်သောဟုပတ္တနာအောင်ရှုပြုကြကုန်ရတည်း